ဒီနေ့မှာတော့ဥပါအတင်းရဲ့နောက်ခံကစားသမားတစ်ယောက်ဖြစ်တဲ့ဟိုက်ပါစားသုံးသူမဟုတ်တဲ့အီစားသုံးသူဒေါ်ဂျော်ရန်ဇိုရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပါအီတလီနိုင်ငံရဲ့ပါရမီရှင်နောက်ခံကစားသမားဒေါ်ဂျော်ရန်ဇိုကတော့မယုံနိုင်စရာကောင်းလောက်အောင်အသက်က19နှစ်သာရှိပါသေးတယ်လူကစီးသမားလိုပိန်လီနေပြီးတော့အရဲ6ပေကျော်နဲ့အန်တာမန်နဲ့တောင်ခက်စီစဉ်ဖြစ်နေတဲ့ဂျော်ရန်ဇိုကကွင်းထဲမှာဘာလို့အနေအများဆုံးဖြစ်နေရလဲဆိုတဲ့အကြောင်းကိုခဏမှဆက်ရှင်းပြပါမယ်ဂျော်ရန်ဇိုရဲ့အထင်ရှားဆုံးနေရာကတော့သူ့ရဲ့တလက်လက်တောက်ပနေတဲ့ရွှေသွားတွေပဲဖြစ်ပြီးပေါပေါဆုပ်တွေကိုအကြိုက်ဆုံးဖြစ်ပြီးတော့အမြဲလိုလိုလဲဝါနေတတ်ပါတယ်ဂျော်ရန်ဇိုရဲ့နာမည်ဒေါန်ဆိုတာကတော့အီတလီမာဖီးယားခေါင်းဆောင်တွေကိုခေါ်တာဖြစ်ပြီးဂျော်ရန်ဇိုကတော့နာမည်ပါငွေကလေးကမိဘတွေဆွန့်ပစ်သွားတဲ့အတွက်ကြောင့်ဖလော်ရန်မြို့ရဲ့လမ်းကျိုလမ်းကြားတွေထဲမှာတောင်းစားခဲ့ရပြီးတော့စုပ်ပြက်လာတဲ့ဘဝမှာနေထိုင်ရင်တေကာနီးဆဲဆဲအချိန်မှာတော့စနက်ဖီကသူနဲ့အတူတူဘောလုံးကစားဖို့ခေါ်ရင်းကနေဥပါအတင်းရဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့တာပါဂျော်ရန်ဇိုကတော့ငွေရအရာရာပဲငွေရှိရင်ဘာမှမဆိုဖြစ်နိုင်လေဆိုတဲ့အတွေးခေါ်ကိုလက်ခံထားပြီးတော့ထူးဆန်းတဲ့အကျင့်တစ်ခုလည်းရှိနေပါသေးတယ်အဲ့ဒီအရာကတော့တစ်ဖက်အတင်းရဲ့ရုပ်အချောဆုံးကစားသမားကိုမှရွေးပြီးစားကျင်တာပါနည်းနည်းပါးပါးချောရင်လည်းစားတယ်အလဲလဲဆိုရင်လည်းစားတယ်ရုပ်ဆိုးရင်တော့လုံးဝမစားပါဘူးအဲ့ဒါကြောင့် brother တို့ကတော့ဘေးကင်းပါတယ်ကျွန်တော်ကတော့တော်တော်လေးသတိထားရတာပေါ့လိုရန်ဇိုလိုစေးသမားရုံးတဲ့ကောင်ကကွင်းထဲမှာဘာလို့အနေအများဆုံးကောင်ဖြစ်နေရလဲဆိုတော့ဘလူးလော့ရဲ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တဲ့ခိုင်စာစီကဘောလုံးအောင်ခဏနဲ့ဖြတ်လို့နိုင်ပါတယ်ခန်းစစ်ကစားသမားဆိုပေမဲ့ mobility ကအတော်မြင့်ပြီးတော့ခြေထောက်နဲ့ခန္ဓာကိုစက်ညင်ဘက်ရိမ့်ထုံးနေပုံတွေကခံမှန်းအခက်တယ်လို့တားလို့လည်းမရပါဘူးအဲ့ဒီလိုမျိုးဇော်မီတကောင်ကဘောလုံးကိုလင်ခေါက်နေတယ်လို့ခံမှန်းအခက်တဲ့ဇော်မီ dribbling နေနဲ့တံမြန်တိုက်စစ်ဆင်တဲ့အခါမှာဆိုရင်တော့ကွင်းထဲကိုဇော်မီအုပ်ကြီးဝင်လာတယ်လို့မျိုးတစ်ဖက်တင်းလုံးကိုပြောင်းဆန်သွားအောင်လုပ်နိုင်ပါတယ်ဒေါ်ဂျော်ရန်ဇိုရဲ့အကြောင်းကတော့ဒီလောက်ပါပဲနောက်ထပ်ပဲဘလူးလော့ character တွေရဲ့အကြောင်းအရာတွေကိုလုပ်ပေးရမလဲဆိုတာကိုမှတ်သွားပြီးခဲ့ကြပါဦး